Hello everyone. Ferro ဒီနေ့ဒီဗီဒီယိုလေးကိုမစခင်ပါဘောနော်မိန်းကလေးတချို့ရဲ့ဆိုမေးကြည့်ကြည့်ရအောင်12တန်းကျောင်းသူတယောက်တစ်နှစ်ပတ်လုံးစာရီကိုတော်လေးတေချာလေးစူးစမ်းလေ့လာခဲ့ပြီးတော့မှစောင်းပွဲမဖြစ်ခင်တရက်လို့တောင်းမဟုတ်တပတ်လိုလောက်မှအစီအတန်းတစ်ခုကြောင့်စောင်းပွဲမဖြစ်လိုက်ရဘူးဆိုလို့ရှိရင်တောင်းမဟုတ်ဆိုလို့ရှိရင်ကိုအချင်းရဆုံးသူတယောက်ရုတ်တရက်ဆုံးပါတော့ခဲ့လို့ရှိရင်ဒါမှမဟုတ်ဆိုလို့ရှိရင်ကိုအနည်းနဲ့အလားလားစူးစမ်းတိဆောက်ခဲ့ရတယ်စူးစမ်းပြီးတော့နေရဲ့ရာထူးတစ်ခုနေရာတစ်ခုတခြားတစ်ယောက်ကရပ်ပိုင်းအတွင်းဒါမှမဟုတ်ဆိုလို့ရှိရင်လပိုင်းအတွင်းနဲ့ကိုကြော်ပြီးတော့ရရတဲ့အခါမျိုးတွေမှာဘယ်လိုမျိုးခံစားရမလဲဘယ်လိုမျိုးပြန်ပြီးတော့တုံ့ပြန်ဖြစ်လာမလဲဒါလေးကိုရင်ဆုံးစဉ်းစားကြည့်အောင်ပေါ့နော်Okay အဲ့ဒါဆိုလို့ရှင်ဘယ်လိုအနေနဲ့ခုနကမိကုန်းတွေကိုစဉ်းစားပြီးသွားပြီဆိုလို့ရှင်ဘယ်လိုဒီနေ့အဓိကတွားမယ့်အပိုင်းကိုစပြီးတော့တွားလို့ရပြီပေါ့နော်အဲ့တော့အဓိကဘယ်လိုဒီနေ့စဉ်းစားရမယ့်အပိုင်းက what is actually within my control within our control ပေါ့နော်ဘယ်လိုတကယ်ထိန်းချုပ်လို့ရတဲ့အရာတွေကဘာတွေဖြစ်မလဲဆိုတာကိုလေ့လာကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒီအပိုင်းကိုလေ့လာဖို့ဆိုလို့ရှိရင်ဘယ်လိုအနေနဲ့ stoicism ဆိုတဲ့ philosophy အရင်ဆုံးနားလည်ဖို့လိုအပ်တယ်အဲ့တော့ဘယ်အနေနဲ့စာအုပ်နှောက်ကိုဒီကထားပြီးပြပြပေးသွားမယ်။နောက်ဆုံးစာအုပ်ကတော့ Marcus Aurelius ရဲ့ Meditation ဆိုတဲ့စာအုပ်ဖြစ်မယ်။ဒုတိယတစ်အုပ်ကတော့ How to be a Stoic ဆိုတဲ့ဒီ Massimo Pilucci ရဲ့စာအုပ်ဖြစ်ပဲပေါ့နော်။အဲ့တော့ဘယ်ဒီစာအုပ်နှောက်ကိုအခြေခံပြီးတော့ Stoicism အကြောင်းကိုပြပြပေးသွားပါမယ်။ဖြစ်ပါတယ်။ So let's get started. အဲ့တော့ပထမဆုံးအနေနဲ့ Stoicism ဆိုတာဘာလဲStoicism လို့ပြောလိုက်တာနဲ့ဒီ BC 300ဝန်းကျင်လောက်ကစတင်ခဲ့တဲ့ Shakic Greek philosophy တခုလို့နားလည်လို့ရတယ်။ပြီးလို့ရှိရင်သူအဓိကဘယ်လိုမျိုးလဲဆိုလို့ရှိရင်เนาะဘဝမှာဘယ်လိုအနေနဲ့ကြိုတင်ပြီးတော့ခံမှန်းထားလို့မရတဲ့အခြေအနေတွေရှောင်လွှဲလို့မရတဲ့အခြေအနေတွေအတိတ်လည်းဖြစ်မယ်အနာဂတ်ကအကြောင်းအရာတွေလည်းဖြစ်မယ်ပေါ့နော်။အဲ့လိုမျိုးတွေကိုဒီကြုံလာရတဲ့အခါမှာဘယ်လိုအနေနဲ့ဒီဘယ်လိုမျိုးပေါ့နော်ကိုထိန်းချုပ်လို့ရတဲ့အရာတွေကိုဘယ်လိုမျိုးအကောင်းဝင်ဆုံးလုပ်မလဲကိုထိန်းချုပ်လို့မရတဲ့အရာတွေကိုဘယ်လိုမျိုးသိချလေးပေါ့နော်စိတ်နေတတ်အောင်နေကြမလဲဆိုတာတွေကိုလေ့လာရတယ်လေ့ကျင့်ရတယ် philosophy တစ်ခုလို့နားလည်ထားလို့ရတယ်နော်အဲ့တော့ stoicism မှာအရေးကြီးဆုံးအချက်တစ်ခုရှိရပေါ့နော်အဲ့ဒါကကြတော့ဘယ်လိုဒီအရင်ဆုံးနားလည်ထားဖို့လိုအပ်တာကအရာအလုံးကိုဘယ်လိုထိန်းချုပ်လို့မရဘူးဆိုတဲ့အချက်ပေါ့နော် not everything is in our control ဆိုတာကိုအရင်ဆုံးနားလည်လက်ခံထားဖို့အတွက်လိုအပ်တယ်။အဲ့တော့ Ferraro ဆက်ပြီးတော့သွားကြည့်ကြည့်အောင်။အဲ့တော့ပထမဆုံးအနေနဲ့ Ferraro ဒီ How to be a Stoic ဆိုတဲ့စာအုပ်ပေါ့နော်ဒီ Massimo Pilucci ရဲ့စာအုပ်ကအချက်၃ချက်ကိုရင်စုံလေ့လာပေါ့နော် the three disciplines ပေါ့။ the three disciplines ကကြတော့ဘယ်လိုမျိုးကိုပြောချင်တာလဲဆိုတော့ဒီမှာစလုံးရှိရင်အဓိကအနေနဲ့ Stoicism မှာFerraro အဓိကသိထားရမယ့်အချက်တွေပေါ့နော်။ပထမဆုံးအနေနဲ့သူက desire and then action ပြီးရင် essence desire action essence ဆိုပြီးတော့၃ခုရှိရပေါ့နော်အလွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ what should I want ဘာလို့လိုချင်တင်လဲ what should I do ဘာလို့လုပ်တင်တာလဲ and then what should I believe ဘာလို့ယုံကြည်တင်တာလဲအဲ့တော့အဲ့ဒီ the three disciplines ကိုအရင်ဆုံးနားလည်ဖို့လိုအပ်တယ်အရင်ဆုံးလေ့လာကြည့်ကြမယ်ပေါ့နော် the three disciplines okay let's get started Okay အဲ့ဒါဆိုလို့ရှိရင်ပထမဆုံးချက်ဖြစ်တဲ့ desire what should I want ဘာလို့လိုချင်တင်လဲပေါ့အဲ့တော့ဒီမှာဘာလို့လိုချင်တင်လဲဆိုတဲ့နေရာမှာ very အနေနဲ့လူရည်လို့ဖြစ်လာတဲ့အခါမှာလိုချင်တဲ့အရာတွေတော်တော်လေးများတယ်အိမ်ကောင်းကောင်းလိုချင်တယ်ကားကောင်းကောင်းစီးချင်တယ်ကျောင်းလူတွေဆိုလို့ရှိရင်လည်းအမှတ်ကောင်းကောင်းရချင်တယ်ဒါမှမဟုတ်လုပ်ငန်းလုံးနေသူတွေဆိုလို့ရှိရင်လည်းအောင်မြင်ချင်တယ်ပတ်စံနေအများကြီးရချင်တယ်မျိုးပဲပေါ့နော်ကိုချက်တဲ့တူကကိုပြန်မျိုးချက်စေချင်တယ်မျိုးရှိမယ်လူချင်းတဲ့ຢာတွေများတာကမားလားဆိုတော့မမားဘူးပေါ့နော်ဒါပေမဲ့ stoicism ကကျတော့ Ferraro ကိုအမြဲတမ်းဒီ gyu site ပေါ့အမြဲတမ်းတတိကတ်နေဖို့မိကွန်းတစ်ခုအမြဲတမ်းပြန်ပြီးတော့မေးစီတယ်အဲ့ဒါတော့ခုနကတော့မေးခွန်းဖြစ်တယ် Ferraro တကယ်ထိန်းချုပ်လို့ရတယ် Ferraro ထိန်းချုပ်မှုအောက်မှာရှိတဲ့အရာတွေကဘာတွေလဲဆိုတဲ့အရာပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင် YouTuber တယောက်ကသူရဲ့ YouTube ဗီဒီယိုကိုအကောင်းဆုံးပြင်ဆင်လို့ရတယ်အကောင်းဆုံးရိုက်ကူးလို့ရတယ်အကောင်းဆုံးလုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုလူဘယ်နှယောက်ကကြည့်ပါစေဘယ်လောက်ထိအောင်မြင်ပါစေဆိုတော့သူ့မှာထိန်းချုပ်ပိုင်ခွင့်မရှိအဲ့လိုပဲနောက်ကျောင်းလူတစ်ယောက်ကသူအကောင်းဆုံးကြိုပြီးရောစာရီကိုကြက်ထားလို့ရတယ်မှတ်ထားလို့ရဒါပေမဲ့စောင်းဖို့မဖြေခင်မှာဘယ်လိုမျိုးအခြေအနေမျိုးနဲ့ကြုံလာရမလဲ
ဆောင်းပွဲခန်းထဲမှာကိုဘလို့အခြေအနေမျိုးနဲ့ကြုံလာရမလဲဆိုတာကိုကထင်ချုပ်ပိုင်ခွင့်မရှိအဲ့တော့အဲ့ဒါလေးကိုရင်ဆုံးဘယ်လိုအနေနဲ့တည်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ stoic resolution ဘယ်လိုမျိုးစဉ်းစားကြလဲဆိုလို့ရှိရင်ပေါ့နော်များတော့ပြ stoicism မှာဆိုလို့ရှိရင်နော်ကိုထင်ချုပ်လို့ရတယ်ကိုလုံနိုင်တဲ့အရာကိုအကောင်းဆုံးလုပ်မယ်ဒါပေမဲ့ကိုမလုံနိုင်တဲ့အရာကိုထင်ချုပ်လို့မရတဲ့အရာကိုကြတော့ဖယ်ရာတို့အနေနဲ့ဥမာ research တွေပေါ့နော်ရလက်တွေကိုကြတော့ဖယ်ရာတို့အနေနဲ့ဒီလက်ခံနိုင်ဖို့ကြိုတင်ပြင်ဆင်ထားရတာမျိုးပေါ့အဲ့တော့ဒုတိယတစ်ချက်ဖြစ်တဲ့ action what should I do ကိုပြန်ပြီးတော့ဆက်တွားကြည့်ကြမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် action လို့ပြောလိုက်တဲ့အခါမှာပေါ့နော်ဒီမှာ stoicism ကိုတချို့တွေကကြတော့ဘာမှလုပ်မနေနဲ့ပေါ့နော်ဖြစ်ချင်တယ်လို့ဖြစ်ပါစေဖြစ်တဲ့အရာကိုဒီတိုင်းလက်ခံလိုက်ရုံပဲဆိုတဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ခုနကပြောခဲ့တဲ့လိုမျိုးပဲကိုလုံနိုင်တဲ့အရာကိုသိချုပ်လို့ရတဲ့အရာအကောင်းဆုံးလုပ်မယ်အကောင်းဆုံးပြင်ဆင်မယ်ဒါပေမဲ့အဓိကကတော့ကိုမသိချုပ်နိုင်တဲ့အရာတွေပေါ့မှာကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုသွားပြီးတော့ပုံမအပ်မိဖို့ပေါ့နော်အဲ့ဒါကိုသိချုပ်လို့မရအောင်ဆိုတာကိုလက်ခံတတ်ဖို့သင်ယူတာလေ့ကျင့်တဲ့ philosophy တစ်ခုလို့မှတ်လို့ရတယ်နော်အဲ့တော့ Marcus Aurelius ကဒီ meditation မှာဘယ်လိုပြောထားလဲဆိုတော့လူတွေဆိုတာတဲ့တယောက်တည်းနေရတာမျိုးမဟုတ်ဘူးပေါ့နော်ဒီအစုအဖွဲ့နဲ့ပူးပေါင်းနေထိုင်ရတာမျိုးဖြစ်တယ်ဆိုပြီးတော့သူကခဏပြန်ပြီးတော့တတိပေးထားတာမျိုးရှိတယ်ပေါ့နော်အဲ့တော့တချို့ဒီ stoic ဖြစ်တယ်ဆိုပြီးတော့ပေါ့နော်ဘာမှမခံစားတတ်တော့တာမျိုးခံစားချက်မဲ့နေရမျိုးလူတွေပေါ်ဂရုမစိုက်တော့တာမျိုးတွေခံစားချက်မရှိတဲ့လူဖြစ်ဖို့မလိုဘူးပေါ့နော်အဓိကကတော့ခံစားလို့ရတယ်ဒါပေမဲ့ကိုထိန်းချုပ်လို့ရလားကိုထိန်းချုပ်လို့မရအောင်လားဆိုတဲ့အပေါ်မှာပြန်ပြီးတော့စဉ်းစားပြီးတော့လေ့ကျင့်ယူရတဲ့ philosophy မျိုးပေါ့အဲ့တော့တယောက်ယောက်ကကိုယ်ပေါ့နော်ဒီကိုနဲ့မဆိုင်မနဲ့လာပြီးအဖြစ်ပုံချတဲ့အခါမျိုးတွေဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လေကိုနဲ့မဆိုင်မနဲ့ကိုရှိမှာပေါ့နော်ဒီကိုမျောလင့်ထားတဲ့ကံဆုံးမှုတွေကြားလာတဲ့အခါမျိုးတွေမှာဘယ်လိုအနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့တုံ့ပြန်မလဲပေါ့action ဆိုတဲ့နေရာမှာအဲ့ဒါကိုပြောတာပေါ့နော်ကိုထိန်းချုပ်လို့ရတဲ့အခြေအနေကိုဘယ်လိုမျိုးအကောင်းဆုံးပြန်ပြီးတော့ action လုပ်မလဲပြန်ပြီးတော့တုံ့ပြန်မလဲဆိုတဲ့ဟာကိုဖယ်ရာတို့အနေနဲ့ထိန်းချုပ်နိုင်တဲ့တာဝန်ယူနိုင်စွမ်းရှိတယ်ပေါ့အဲ့တော့ဖယ်ရာတို့များတော့အပြင်ဖြစ်နိုင်တယ်ပေါ့နော်လူတွေရေလို့ဖြစ်လာတဲ့အခါမှာတခါတည်းတုံ့ပြန်မှုလွယ်တယ်ခါတလေမှဆိုလို့ရှိရင်ကိုလက်မခံနိုင်တဲ့အရာတွေဆိုလို့ရှိရင်ချက်ချင်းပြန်ပြီးတုံ့ပြန်မိတတ်ကြတယ်ဘာကြောင့်မှအဲ့လိုမျိုးဖြစ်ရတာဘာလို့ဒီလိုဖြစ်ရဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါမှမဟုတ်ဆိုလို့ရှိရင်တော့အတိတ်ကဖြစ်ခဲ့တဲ့အရာတွေဒါမှမဟုတ်မဖြစ်သေးတဲ့အနာဂတ်ကအကြောင်းအရာတွေမှာစိုးရိမ်ပြီးတော့ဘာမှမလုပ်ဖြစ်လိုက်တာမျိုးတွေဒီလက်ရှိအခြေအနေကိုလက်လွတ်ဆုံးရှုံးခံလိုက်ရတာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမဖြစ်ဖို့ဆိုလို့ရှိရင်ကိုတကယ်လှုပ်ဆိုင်နိုင်စွမ်းထိန်းချုပ်နိုင်စွမ်းရှိရဲ့လက်ရှိ present ရဲ့အခြေအနေကိုကိုကတေချာလေးတာဝန်ယူနိုင်စွမ်းရှိတယ်အကောင်းဆုံးပြန်ပြီးတော့လှုပ်ဆောင်နိုင်စွမ်းရှိတယ်ပေါ့နော်အဲ့တော့ Vera တို့အနေနဲ့နောက်ထပ်တစ်ခုတတရားတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကြည့်ရမယ်ဆိုရင် essence what should I believe ပေါ့နော် should I believe this thought အဲ့တော့ Vera တို့အနေနဲ့တစ်ခါလေးမှာပေါ့နော် Vera တို့အတွေးတွေကတောင်စီရင်များရှောက်ပြီးတော့တွေးတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီတွေးတွေအကုန်လုံးကိုယုံကြည်လို့ရရဲ့လားခါလီမှာတချို့လူတွေကတခြားလူတွေထပ်ပို့ပြီးတော့တွေးလွန်တတ်တာမျိုးရှိတတ်တယ်ဒါပေမဲ့အဲ့ဒါကတကယ်ရောကိုထိန်းချုပ်လို့မရအောင်လားဆိုရင်ရတယ်ပေါ့နော်ရတယ်ဒါပေမဲ့ဘယ်လိုမျိုးထိန်းချုပ်လို့ရနိုင်မလဲဆိုလို့ရှိရင်စဉ်းစားလို့ရတာတစ်ခုရှိအဲ့ဒါကတော့ဒီ stoicism မှာပြောထားတာဆိုလို့ရှိရင်ဒါကတကယ်အချက်လန်းလားဒါမှမဟုတ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကရှောက်ပြီးတော့တွေးနေတဲ့ဒီတွေးခေါ်ယူဆမားတွေတက်ပဲလားပေါ့နော်ကိုယ်စိတ်ကတခါတလေမှဆိုလို့ရှိရင်လိုမျိုးပေါ့နော်ခါလီမှာဒီ story လေးတွေဖန်တီးတတ်တယ်အဲ့ဒါကိုအမှန်လို့ထင်သွားစေတတ်တယ်ပေါ့နော်ဘလို့အခြေအနေမျိုးတွေမှာလဲဆိုရင်အဲ့ဒီတွေးတစ်ခုတည်းကိုပဲထက်ကတွေးနေတဲ့အခါမှာလက်တွေ့နဲ့တကယ်ဖြစ်နေတဲ့လက်တွေ့နဲ့ကိုတကယ်ယုံကြည်မိရဲ့အရာတွေကကွဲလွဲသွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီအပိုင်းကတော့ဘယ်ရအနေနဲ့ပို့ပြီးတော့စိတ်ဝင်စားမိတဲ့အပိုင်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့တိကျလေးဂရုစိုက်ဖို့လိုအပ်တယ်ဒီ what should I believe ဒီခုတွေးမိတဲ့အခါတိုင်းမှာဒါတကယ်အမှန်တရားဟုတ်ရဲ့လား
အဲ့ဒါကိုအရင်ဆုံးမြင်အောင်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် Ferrari ဘဝရဲ့တော်တော်များများပြဿနာတွေဖြေရှင်းပြီးတာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ Ferrari နောက်ဆုံးအနေနဲ့မိန်းကလေးတစ်ခုပြန်ပြီးတော့မေးကြည့်ရအောင်ပေါ့နော် What is actually within my control Ferrari တကယ်ထိန်းချုပ်နိုင်တဲ့အရာဆိုတာပါလေအဲ့တော့ခုနကစဉ်းစားလိုက်တဲ့အရာတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် Ferrari ထိန်းချုပ်လို့ရတဲ့အရာဘာမှမရှိအောင်ဘူးဒါပေမဲ့ရှိရပေါ့နော်အများကြီးရှိရကိုယ့်ရဲ့ရွေးချယ်မှုတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီစူးစမ်းမှုတွေပြီးလို့ရှိရင်ကိုဘယ်လိုမျိုးအခြေအနေတစ်ခုကိုတုံ့ပြန်မလဲဆိုတဲ့အရာတွေဒါတွေအကုန်လုံးကို Ferrari ထိန်းချုပ်နိုင်သေးတယ်ပေါ့နော်အဲ့တော့ Ferrari ထိန်းချုပ်လို့မရတဲ့အရာတွေဆိုလို့ရှိရင်စားသူတွေကိုဘယ်လိုမျိုးမြင်မလဲဆိုတဲ့အရာတွေဒါမှမဟုတ်ဆိုလို့ရှိရင်မျောလင့်ထားတဲ့ဒီကြိုပြီးတော့တွေးထားလို့မရတဲ့အခြေအနေတွေဒါမှမဟုတ်ဆိုလို့ရှိရင်လေအတိတ်ကအကြောင်းအရာတွေအနာဂတ်ကအကြောင်းအရာတွေဒါတွေကို Ferrari ထိန်းချုပ်လို့မရအောင်ထိန်းချုပ်ဖို့ကြိုးစားလို့လည်းမရအောင်ပေါ့နော်လုံနိုင်တာဆိုလို့ဒီအခုလက်ရှိအခြေအနေမှာအကောင်းဆုံးလှုပ်ဆောင်ဖို့ပဲရှိရပေါ့အဲ့ဒါကိုအရင်ဆုံးလက်ခံထားလို့ရှိရင်เนาะ Ferrari အနေနဲ့ဒီ season ကိုပြန်ပြီးတော့နောက်ပိုင်းလေ့လာတဲ့အခါမှာပို့ပြီးတော့အထောက်အကူပြုလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော် Okay အဲ့ဆိုလို့ရှိရင်เนาะဒီနေ့ကတော့ဒီလောက်ပါပဲ so thank you for your time have a good day bye bye